အားလုံးချင်းမတို့ညီမအားလုံးတူတော့မကျန်ဥစားပရောမင်္ဂလာပါလို့ဥစားပရောနှုတ်ခွန်းဆက်ပါတယ်နော်ချင်းမတို့အားလုံးပဲမင်္ဂလာပါနော်မင်္ဂလာရှိတော့ညာချမ်းလေးပါကိုမိုင်အားလုံးပဲအားလုံးမိတ်ဆွေအားလုံးပဲမင်္ဂလာပေါင်းနဲ့ပြည့်စုံကြပါစေကိုပိုင်းဗီဒီယိုဖိုင်လေးကိုဝင်ရောက်ကြည့်ရှုတဲ့ညီကောင်မအားလုံးပဲစိတ်ချမ်းသာခြင်းကိုကြံပါခြင်းနဲ့ပြည့်စုံကြပါစေကိုမိုင်အားလုံးပဲစိတ်သွားတိုင်းကိုပါလို့လူရဆန္ဒတော်လုံးဝပြည့်စုံကြပါစေလို့ဥစားပရောနှုတ်ခွန်းဆက်ပါတယ်ကဲကိုမိုင်အားလုံးပဲကိုမျိုးတွေအားလုံးမနက်ဖြန်ကိုပိုင်းတို့မိတ်ဆွေအားလုံးပဲလေးလပိုင်း2ရက်နဲ့ဗိုလ်တော်ဖူးနဲ့7နိုင်တမိနစ်ကိုကိုမိုင်ကရရှိတဲ့ကဏ္ဍလေးကိုညီမအားလုံးကိုဗီဒီယိုဖိုင်လေးတစ်ဆင့်မျှဝေပေးသွားမယ်နော်။လိုက်ထဲမှာကိုမိုင်အားလုံးပဲမကြည့်ရှုနိုင်တဲ့ညီကိုမိုင်အားလုံးပေါ့နော်။ကိုမိုင်လိုက်လဲလွှင့်ထားတယ်။လိုက်မှာလည်းရှိတယ်။တကယ်လို့လိုက်မကြည့်နိုင်တဲ့ကိုမိုင်အားလုံးကလည်းကိုမိုင်မျိုးတွေအားလုံးကိုဗီဒီယိုဖိုင်လေးနဲ့နော်မျှဝေပေးခြင်းဖြစ်တယ်နော်။ဒီဗီဒီယိုဖိုင်လေးကကိုမိုင်အားလုံးပဲကိုမိုင်တို့4မိနစ်စာကြာမဲ့ဗီဒီယိုဖိုင်လေးဖြစ်တဲ့အတွက်ကိုမိုင်အားလုံးကနော်မကြော်မရဖဲနဲ့အားလုံးကိုပြီးဆုံးနိုင်အောင်နားထောင်ပေးမယ်ကိုမိုင်အားလုံးပဲနော်။ကဲအားလုံးမိတ်ဆွေတွေအားလုံးပဲကိုမိုင်တို့မနက်ဖြန်အတွက်အကောင်းဆုံးကီးပိုင်နော်မနက်ဖြန်တော့အကောင်းဆုံးကီးပိုင်ဒီ168ကီးနော်မနက်ဖြန်တော့အကောင်းဆုံးကီးပိုင်က168ကီးကိုမိုင်အားလုံးရှိမှာလုံးမိုင်ရှိတယ်ဝမ်းချင်းရှိတယ်ဆိုရင်ကတ်သုံးပါဆိုရင်168ကီးနဲ့ညီအောင်သုံးပါအကောင်းဆုံးကီးက168ကီးပါဒီကီးဒီအခွေလဲကျနိုင်တယ်ပေါ့နော်ကိုမိုင်အားလုံးပဲကိုမိုင်တို့ဒီရက်ထဲမှာဆိုရင်ကိုမိုင်ကီးတွေကအခွေထွက်တာများတယ်ပေါ့နော်မနေ့ကလည်းကိုမိုင်တို့မိတ်ဆွေအားလုံးပဲ933ကီးမှာလည်းအခွေပဲထွက်ခဲ့တယ်ကိုမိုင်တို့မိတ်ဆွေအားလုံးပဲနော်30ဆိုတဲ့ကဏ္ဍနောက်ပိုင်းမှာကိုမိုင်တို့ထွက်ခဲ့တယ်ဒီလိုပဲကိုပိုင်မျိုးတွေအားလုံးပဲဒီလမ်းကြောင်းလေးမှာလည်းကိုပိုင်ကဗာမြင်လဲဆိုရင်ဝမ်းချင်းက16ဝမ်းချင်း18ဝမ်းချင်းမြင်လို့ဒီ168ကီးကလည်းသူကကီးအမာလည်းရှိတယ်ဒါကြောင့်မလို့ဒီကီးဒီအခွေအနေနဲ့အပူပါထည့်ခွေစေခြင်းပါတယ်ကိုပိုင်အားလုံးပဲเนาะဒါကြောင့်မလို့168ကီးကိုအပူပါခွေပါအကောင်းဆုံးပတ်သီးကမနက်ဖြန်12နာရီမှာ1ပတ်သီး6ပတ်သီးအရန်ကြိုက်ပါတယ်เนาะပတ်သီးအနေနဲ့လိုက်မယ်ဆိုရင်1ပတ်သီး6ပတ်သီးเนาะပတ်သီးကကိုမိုင်အားလုံးပဲ1ပတ်သည်6ပတ်သည်1ပါသောကဏ္ဍသည်13တင်5 19မိန်းသုံးပါ13တင်5 19မိန်းသုံးပါ6ပါသောကဏ္ဍသည်6 2 63 65မိန်းသုံးပါ6ပါသောကဏ္ဍသည်62 63 65မိန်းသုံးပါနော်ကိုမိုင်အားလုံးပဲအဲ့ထက်မှာကိုမိုင်အကြိုက်ဆုံးထဲမှာဆိုရင်1ပါသောကဏ္ဍနဲ့မှာ13ဆိုတဲ့တစ်ခွက်ကောင်းကြီးရမ်းကြိုက်တယ်နော်6ပါသောကဏ္ဍဆိုရင်63ဆိုတဲ့ကဏ္ဍတစ်ခွက်အရမ်းကြိုက်ပါတယ်အဲကြောင့်မလို့ကိုမိုင်အားလုံးပဲကဏ္ဍလေးကတော့ဘောင်းကဏ္ဍ6ခွက်ရှိပါတယ်ကိုကတော့ဗောနော်13 15 19 62 63 65နော်ကဏ္ဍပေါင်း6ခွက်ရှိမယ်ကိုမိုင်အားလုံးကဒီကဏ္ဍ6ခွက်ကိုတင်ခွက်အနေနဲ့ကစားမယ်အဓိကကိုမိုင်အားလုံးပဲပတ်သီးအနေနဲ့လိုက်မယ်ဆိုရင်1ပတ်သီး6ပတ်သီးရဲလိုက်ပါနော်တေချာပေါင်း100ရာခိုင်နှုန်းအားကောင်းပါတယ်ကိုမိုင်အားလုံးပဲဒါကြောင့်မလို့ချင်းမဆွေတွေအားလုံးပဲကိုမိုင်ရဲ့ဗီဒီယိုဖိုင်လေးကိုဝင်ရောက်ကြည့်တဲ့မျိုးတွေအားလုံးပဲနော်မနက်ဖြန်7:00မိနစ်မှာအပိုင်းကစားပါကိုမိုင်အားလုံးကကန်ပေးလို့ရကြပါသေးလို့လဲကိုမိုင်ကဥစားပါတော့မှာနော်ကံမလို့ရကြပါသေးတယ်စုမကောင်းတောင်းပေးပါတယ်နော်ကိုမိုင်အားလုံးပဲကိုမိုင်တို့ဒီကနေ့မှာဆိုရင်မနက်ပိုင်းမှာကိုမိုင်တို့မိတ်ဆွေအားလုံးပဲ3ညပတ်တီ3ည3နော်ကီးက933ကီးနဲ့မနက်ပိုင်းမှာရရှိကြတယ်ပေါ့နော်ကဲညနေပိုင်းမှာတော့ကိုမိုင်တို့ကနှစ်ခွန်ကို69နဲ့အကတ်မှာတော့လွဲချော်ခဲ့တယ်နော်နှစ်ခွန်ဝမ်းချင်းကပဲဝင်ခဲ့တယ်69ဝမ်းချင်းကတော့ပြတ်ခဲ့တယ်ကဲကိုမိုင်အားလုံးပဲကျွန်တော်တို့မနက်ပိုင်း7:00မိနစ်မှာကိုပိုင်အမျိုးတွေအားလုံးကံပေးလို့ရကြပါသေးလို့စုမကောင်းတောင်းပေးပါတယ်တာယာရှင်တော်မိသားစုပေါ်တွေပတ်စံနိုင်ကြပါစေနော်ညီကိုမိုင်အားလုံးပဲကျန်တဲ့ဆောင်တဲ့မြောက်ပြီးတော့မနက်ဖြန်7:00တက်တော့ဝင်ငွေတွေစတကူတိုးပြီးတော့နော်လူနန်တန်းနိုင်တော့နော်ဒီကိုယ်မကြီးအားလုံးပဲဖြစ်ကြပါသေးလို့စုမကောင်းတောင်းပေးပါတယ်ကဲကိုမကြီးအားလုံးပဲနော်ကိုမကြီးနော်ကဏ္ဍလေးတွေကိုမနက်ဖြန်7:00တက်မှာပိုင်းကစားပေးမယ်ကိုမကြီးမိတ်ဆွေအားလုံးပဲကဏ္ဍမမမိတဲ့ညီကိုမကြီးအားလုံးလည်း comment လေးမှာပင်ထောက်ပေးထားမယ်နော် comment မှာလည်းဝင်ကြည့်လို့ရမယ်နော်ကဲအားလုံးသောမျိုးတွေအားလုံးဘပိုင်းမှာချင်းမိတ်ဆွေအားလုံးပဲနော်မိနစ်ကလည်းကျွန်တော်4မိနစ်ပြည့်ပြီနော်အားလုံးသောမျိုးတွေအားလုံးဘပိုင်းမှာနော်ချစ်မဆွေအားလုံးပဲပပိုင်ပါကံကောင်းခြင်းတွေပတ်စံနိုင်ကြပါစေမျိုးတွေအားလုံး